ဒီအမျိုးသမီးကလေဝင်လေထွက်အပေါက်ရဲ့အဖုံးကိုကန်နေပါတယ်ဒါပေမဲ့ဘလောက်ပဲစူးစမ်းအဲ့ဒီတန်ပြားကြီးကတုတ်တုတ်မှမလုပ်ပါဘူးအဲ့ဒီနောက်ချက်ချင်းဆိုသလိုပဲတန်ကြွန်ကြီးတစ်ခုကသူမရဲ့ခြေချင်းဝတ်ကိုဖောက်ထွက်သွားတယ်ခံရခက်တဲ့နာကျင်မှုကြောင့်အောင်မီမလို့ဖြစ်သွားပေမဲ့အတန်ထွက်မလာအောင်ပါးစပ်ကိုချက်ချင်းလှမ်းပိတ်လိုက်ရတယ်ဘာလို့လဲဆိုတော့အတန်နှဲငယ်ထွက်သွားတာနဲ့အသက်အန္တရာယ်ရှိနိုင်မှန်းသူမသိလို့ပဲခန္ဓာကိုယ်ရဲ့နာကျင်မှုနဲ့ကြောက်ရွံ့မှုတွေကြောင့်မျက်နှာဖုံးဆွတ်ထားတဲ့လူနောက်တစ်ကြိမ်ထပ်မတိုက်ခိုက်ပါစေနဲ့လို့ပဲဆူတောင်းနေမိပါတယ်ကံကောင်းတာတစ်ခုကတော့မျက်နှာဖုံးဆွတ်လူကလက်နက်ကိုဆွဲနှုတ်ပြီးတဲ့နောက်သူ့ကိုမတက်ပဲရက်ကြည့်နေခဲ့ပါတယ်အမျိုးသမီးလည်းအချိန်မဆိုင်ပဲလေဝင်လေထွက်အပေါက်ရဲ့တခြားတစ်ဖက်ကိုချက်ချင်းသွားဖို့ကြိုးစားပါတယ်ဒါပေမဲ့ရွေလျားပြီးမကြခင်မှာပဲမျက်နှာဖုံးဆွတ်လူကထပ်မံတိုက်ခိုက်ပြန်ပါတယ်ဒီတစ်ချိန်မှာတော့သူကမကောင်းခဲ့ပါဘူးထက်မြက်တဲ့လက်နက်ကသူမရဲ့ပခုံးကိုတက်တက်ဆိုင်ဝင်သွားခဲ့တယ်ပြင်းထန်တဲ့နာကျင်မှုကခန္ဓာကိုယ်အနှံ့ပြန့်နှံ့သွားပြီးလဲကျလူနေပါဖြစ်သွားပါတယ်ပြီးတော့မျက်နှာဖုံးဆွတ်လူကိုတေချာကြည့်လိုက်တဲ့အခါသူကထွက်သွားမဲ့အရေးအယောင်မရှိတာကိုသတိပြုမိသွားတယ်အဲ့ဒီမှာတင်ဒဏ်ရာတွေကိုလက်ချောင်းတွေထိုးထည့်ပြီးသွေးတွေပိုရှန်ထွက်လာအောင်လုပ်လိုက်တယ်အဲ့ဒီလိုလုပ်တာကအလွန်နာကျင်ရပေမဲ့အသက်ရှင်တန်ဖို့အတွက်တော့ဒီနာကျင်မှုကဘာမှမဟုတ်ပါဘူးအတက်နိုင်ဆုံးစူးစမ်းပြီးတဲ့နောက်သွေးတွေကလက်ချောင်းတွေကနေတဆင့်လေဝင်လေထွက်ပြုံရဲ့အပေါက်လေးတွေကြားကနေအောက်ကိုစီးကျသွားပြီးမျက်နှာဖုံးဆွတ်လူရဲ့မျက်နှာပေါ်ကိုကွက်တိကျသွားခဲ့တယ်သွေးတွေကျလာတာကိုမြင်တော့မျက်နှာဖုံးဆွတ်လူကအမျိုးသမီးတည်သွားပြီလို့ထင်သွားပြီးတခြားသားကောင်တယောက်ကိုချီပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့တယ်ဒဏ်ရာရနေတဲ့အမျိုးသမီးကိုတော့အထဲမှာပဲပိတ်မိလျက်သားထားရခဲ့ပါတယ်